ယောဂီသူတော်စင်အပေါင်းတို့မင်္ဂလာပါလှုပ်ရှားရုန်းကန်နေရတဲ့လူလောကကြီးထဲမှာမောပန်းနွမ်းနယ်နေတဲ့စိတ်အစဉ်ကိုတရားဓမ္မအရေးနဲ့အေးချမ်းစီဟိုဓမ္မစာစု channel ကနေနှွေးထွေးစွာကြိုဆိုလိုက်ပါတယ်ဒီနေရာလေးဟာနေ့စဉ်ဘဝရဲ့မွန်းချက်မှုတွေကိုခဏတာပြီးဖယ်ပြီးမြတ်စွာဘုရားရှင်ရဲ့လမ်းညွန်အဆုံးအမတွေဘဝအတွက်ခွန်အားဖြစ်စေမဲ့ဓမ္မရတတွေကိုအတူတူနာယူကြည်ညိုကြမဲ့ဓမ္မရင်ပင်လေးတစ်ခုပဲဖြစ်ပါတယ်တန်တရားခရီးမှာအဖို့မွန်ကောင်းဖြစ်စေဖို့နဲ့စိတ်ချမ်းသာမှုအစစ်အမှန်ကိုရှာဖွေနိုင်ဖို့အတွက်ဓမ္မစာစု channel နဲ့အတူဓမ္မလမ်းစဉ်မှာရှောက်လန်းကြပါခင်ဗျာchannel လေးကို subscribe လုပ်ထားပြီးနေ့ရက်တိုင်းကိုကုသိုလ်စိတ်နဲ့စောင့်တင်လိုက်ကြရအောင်ပါအားလုံးပဲကိုယ်စိတ်နှဖျားကျမ်းမာချမ်းသာကြပါစေအသိပညာထက်မြက်ရမယ်ဆိုတဲ့တကယ်လူတွေရဲ့အရေးပါတဲ့အရေးချင်းတွေကိုထက်သွင်းဟောထားတာဆိုလူတွေရဲ့တကယ်အရေးချင်းတွေကိုမျက်ကွယ်ပြုပြီးတော့ဟောတာမဟုတ်ဘာမှမလုပ်နဲ့ဆူတောင်းရင်ရတယ်ဆိုတာမရှိဘူးနော်အလုံးအလဲလောကကြီးမှာတကယ်ဖြစ်တာရှိမှမရှိတာသို့တော်လူတွေကရသေးစိတ်ဖြည့်ဆူတောင်းနေကြတာဖြစ်တယ်အကျင့်ပါလာတဲ့နတ်ကိုးကွယ်တဲ့ဘာသာတွေကစလာတာဖြစ်လို့အကျင့်ပါပြီးတော့ဆူတောင်းနေကြတကယ်ကတော့ရသော်ဘုရားကိုယ်တိုင်ကဆူတောင်းရုံသက်သက်နဲ့ဘာမှမဖြစ်ဘူးတဲ့အသက်ရှည်ခြင်းသလားဆိုလို့ရှင်သက်ရှည်ပါရစေလို့ဆူတောင်းမနေနဲ့သက်ရှည်ခြင်းအကြောင်းတွေရှိတယ်အဲ့ဒီတိုင်းလုပ်လို့ပြောတာနော်ဒါလုံးကိုရှင်းတာစီဝါဥစ္စာတိုးတက်ခြင်းနဲ့ဆိုတပည့်တော်စီဝါဥစ္စာတွေတိုးတက်ပါရစေလို့ဆူတောင်းနေစရာမလိုဘာလို့ရင်စီဝါဥစ္စာတိုးတက်မယ်ဆိုတဲ့အသိဉာဏ်ရဲ့ကျုပ်ပန်းအထောက်မှုလုံလဝိရိယရဲ့တကယ်လုံနိုင်ပြီဆိုတဲ့လုံနေပြီဆိုတဲ့အချိန်မှာစဉ်းစားဆင်ခြင်တွေးခေါ်မှုရဲ့ဒါပဲအရေးကြီးတာဒါနဲ့ပဲလောရမှာဖြစ်တယ်နိဗ္ဗာန်ကိုရောက်ချင်တယ်ဆိုလို့ရှိရင်လည်းပဲထို့အတူပဲနိဗ္ဗာန်ကိုဥတည်ချက်ထားပြီးတော့မှန်ကန်တဲ့လမ်းကြောင်းပေါ်မှာရှောက်သွားမိမိရဲ့အရေးချင်းနဲ့ကိုလောက်ကင်တဲ့လုံလဝိရိယနဲ့အသိပညာနဲ့စိတ်တည်ငြိမ်မှုနဲ့ပေါင်းစပ်မိသွားလို့ရှိရင်ကောင်းမြတ်တဲ့ရလဒ်တစ်ခုကပေါ်ထွန်းလာမှာပဲဖြစ်တယ်။ရေးကြီးဆုံးကတော့လောရသော်ဘုရားကိုယ်တိုင်ကိုယ်ကယဟန်တွေကိုမိန့်ကြားတယ်။ငါဟာမမေ့မလျော်ကြိုးပမ်းအထောက်မှုကြောင့်ထူးခြားတဲ့အသိဉာဏ်ကြီးကိုရရှိလာတာဖြစ်တယ်တဲ့သင်တို့တွေလည်းငါလိုပဲမမေ့မလျော်ကြိုးပမ်းအထောက်ကြမယ်ဆိုလို့ရှိရင်ထူးခြားတဲ့အသိဉာဏ်ကိုရမှာလို့မင်းတို့ငါလိုမဖြစ်နိုင်ဘူးလို့ဘယ်တော့မှမပြောလို့လို့ပြောတာနော်လို့ပြောတာလူတိုင်းမှာအခွင့်အရေးရှိတယ်လုံးတဲ့အတိုင်းတာဒီဂရီ level ကွာတယ်ကွာသည့်အတွက်ကြောင့်လူရဲ့အဆင့်တွေကကွဲပြားခြားနားလုံဆောင်တဲ့လုံလဝိရိယချင်းကွာကြတယ်ပညာဉာဏ်အရေးချင်းကွာကြတယ်တတိနဲ့ဝိရိယနဲ့ကွာကြတယ်ဝိရိယဆိုတဲ့နေရာမှာနှမျိုးခွဲခြားမှတ်သားထားဖို့လိုအပ်တယ်ကာယိကဝိရိယရှိတယ်စေတသိကဝိရိယရှိတယ်ကာယိကဝိရိယဆိုတာနေမနာညာမှာတကုတ်ခုတ်လှုပ်လှုပ်နေတာကိုကာယိကဝိရိယလို့ခေါ်တယ်စေတသိကဝိရိယဆိုတာကြတော့စိတ်ထဲမှာလှုပ်လှုပ်နေတာတရားဓမ္မအထုတ်ပြီဆိုရင်အဲ့စိတ်ထဲကလှုပ်လှုပ်ဖို့ပဲအရေးကြီးတယ်လောကလူတွေကကာယိကဝိရိယကိုပဲတရားထုတ်တဲ့ထင်နေကြတာနော်စေတသိကဝိရိယတရားအထုတ်ပြီဆိုရင်စေတသိကဝိရိယအရေးကြီးတယ်ဘာလို့ဆိုရင်ဘယ်တိုင်းထာထိကိုယ့်ရဲ့ဥတည်ချက်ရှိတယ်လဲအဲ့ဒီအတိုင်းတာထိကိုယ့်ရဲ့ဘလောက်ထိအောင်ကြိုးစားနေတယ်လဲဆိုစိတ်ထဲမှာပဲရှိတာတနေ့ကုန်ဂုတ်တုကြီးထိုင်ပြီးတော့40နာရီထိုင်နိုင်တယ်လို့ဆိုတာ ਨੇ တရားလူရမှာတော့မဟုတ်ဘူး။ဘာကြောင့်လဲဆိုတာကျမကြီးကောင်းရင်ထိုင်လို့ရတယ်
မကြမ်းမရင်တော့မထိုင်နိုင်ဘူးပေါ့ထိုင်နိုင်တာကအဓိကလားစိတ်ကအဓိကလားလို့ဆိုရင်စိတ်ကအဓိကဖြစ်တယ်ထိုင်တော့ထိုင်တယ်စိတ်ကတရားပဲမရောက်ဘူးဆိုလို့ရှိရင်မဖြစ်ဘူးဒါဟိုအမှန်ကန်သိစေခြင်းလို့ပြောပြတာကိုယ့်အကိုဆန်းစစ်ဘယ်သူမှမပြောနဲ့ကိုယ့်အကိုဆန်းစစ်ကြည့်ရမှာကိုထိုင်နေတာဘာနဲ့ထိုင်တယ်လဲထိုင်နေတဲ့ပုဂ္ဂိုလ်တွေလည်းရှိရင်ရှိမှာပေါ့ကိုထိုင်နေတာရော24နာရီဥပမာတနာရီတိတိထိုင်နေတယ်စိတ်အခြေအနေဘယ်လိုရှိသလဲကိုထိုင်နေတဲ့အချိန်တွေမှာစေတသိကဝိရိယရဲ့စွမ်းဆောင်မှုတွေရှိသလားဒါအရေးကြီးတယ်ထိုင်တော့ထိုင်တယ်မအိပ်မနေလုံးတယ်စေတသိကဝိရိယစိတ်အခြေအနေကဘာတွေနဲ့ရှင်တွဲနေသလဲဒါပဲအရေးကြီးတယ်ပေါ့အဲ့ဒါကိုစဉ်းကျင်သုံးသပ်မှုမရှိဘဲနဲ့အချိန်ပြည့်အောင်ကြိတ်မိတ်ပြီးတော့အံကြိတ်ထိုင်နေလို့တရားရုတော့ရမှာမဟုတ်ဘူးအဲ့ဒါနော်အဲ့ဒါတော့တတိထားရမှာပြောတာတတိထားစေချင်တယ်ပေါ့အေးထိုင်နာနဲ့စိတ်ထဲကလှုပ်တဲ့အလုံးနဲ့တစ်ထပ်ထဲကြဖို့တော့လှုပ်တယ်ပေါ့နော်ထပ်ထဲကြထိုင်ပြီးတော့အိတ်နေမဲ့ဆိုရင်မရဘူးထိုင်ပြီးတော့တောင်တွေးမြောက်တွေတွေးနေရင်မရဘူးနှစ်နာရီပြည့်အောင်ထိုင်မယ်ဆိုပြီးတော့မျက်စိကနာရီကြည့်နေလို့လည်းမရဘူးဟုတ်ပြေခဲထားဆိုပြီးတော့စိတ်ကထင်းနေရင်လည်းမရဘူးတရားထဲမှာမရောက်ဘူးလို့ပြောနိုင်တယ်ပေါ့နော်အဲ့တော့ကိုယ့်နဲ့ကိုယ်အဝင်ခွင်ချဖြစ်ရလားဒါအရေးကြီးဆုံးပဲကိုယ့်ကကိုယ်တရားထိုင်ဘယ်သူမှပြောစရာမလိုစေတသိကဝိရိယနဲ့ကာယကဝိရိယနှစ်ခုပေါင်းစပ်ကြည့်တာအဓိကတရားထိုင်နေဆိုတာစေတသိကဝိရိယစိတ်အလုပ်ပဲဖြစ်တယ်စိတ်အလုပ်ဖြစ်တဲ့အခါကျတော့စိတ်ကအကုသိုလ်တွေမဝင်အောင်ဘလောက်တင်းတင်းမာမာတွန်းထုံနိုင်သလဲလောဘဝင်လာလို့ရှိရင်မဝင်ရအောင်ကိုယ်စိတ်ကဘလောက်တွန်းပြင်းနိုင်သလဲဒေါသဖြစ်လာတယ်ဒေါသဆိုတာစိတ်ဆိုးမှဒေါသမဟုတ်ဘူးဟိုညောင်းညာလို့ခံရခက်လာမခံရဘူးဆိုရင်ဒေါသပဲလေအဲ့ဒါလည်းဒေါသပဲခံရခက်လာတာဒေါသပဲအဲ့ခံရခဲ့တဲ့ပုံမှာခံစားချက်ဟာဒေါသဝေဒနာလို့ဆိုတာလူတွေကတော်တော်များများကဒုက္ခဝေဒနာကိုသာလဲဝေဒနာလို့ထင်နေကြတာဒုက္ခဝေဒနာကြတော့အပြုံးနဲ့ခံစားကြတယ်ဒုက္ခဝေဒနာကိုတော့ဝေဒနာလို့ထင်ပြီးတော့မဖြစ်ချင်ကြဘူးလူတိုင်းဟာအတိုင်းပဲနာကျင်ကြိုက်ခဲတယ်ညောင်းတာညာတာကြတော့ဝေဒနာလို့ရှုဆတယ်အဲထိုင်လို့ကောင်းတယ်တရားမှတ်လို့ကောင်းတယ်ကြတော့ဝေဒနာမရှိဘူးလို့ထင်နေတယ်ဒုက္ခဝေဒနာတွေဖြစ်နေတာအဲ့ဒီချိန်မှာနော်ဒုက္ခဝေဒနာဖြစ်နေတာဝေဒနာမရှိရင်စိတ်လည်းမရှိဘူးဝေဒနာစိတ်ရှိရင်ဝေဒနာရှိမှာပဲနန္တရားတွေအကုန်ချုပ်မှဝေဒနာချုပ်မှာနော်ဝေဒနာချုပ်တယ်ဆိုတာမရှိဘူးဝေဒနာဆိုတာအကျဉ်းအဖြစ်သဘာဝအဖြစ်ခွဲတဲ့အခါ၃မျိုးခွဲတယ်ခံလို့ကောင်းတာဒုက္ခခံလို့မကောင်းတာဒုက္ခကောင်းတာလည်းမဟုတ်မကောင်းတာလည်းမဟုတ်ဘူးဆိုရင်ဥပိ္ပခာအဒုက္ခမဒုက္ခလို့ဒီလိုခေါ်တယ်စိတ်ထဲမှာပျော်လို့ရှိရင်သောမနတစိတ်ထဲကခံရခဲ့ပြီးခံစားမှုမကြိုက်တဲ့ခံစားမှုတွေဖြစ်နေရင်ဒေါမနတလို့အဲ့ဒါလို့ဒုက္ခကိုဒေါမနတလို့ဒုက္ခကိုဒေါမနတလို့ကာယကစေတသိက2မျိုးခွဲပြီးတော့လုံးလိုက်တဲ့အခါကျတော့ဝေဒနာ5မျိုးဖြစ်သွားတယ်အဒုက္ခမဒုက္ခကိုဥပိ္ပခာလို့ခေါ်လိုက်တယ်အဲ့တော့အဲ့ဒီဝေဒနာတွေဟာသိရှိနေသမျှတစ်ခုမဟုတ်တစ်ခုပေါ်နေမှာဒုက္ခဆိုတာအတိပ္ပယ်ကသူဆိုတာလွယ်ကူကူခံနိုင်တာကျင့်တတ်တဲ့လူတိုင်းကြိုက်တယ်ဒုက္ခနော်ဒုက္ခကိုလူတိုင်းကြိုက်တယ် happiness လို့ခေါ်တယ်ပျော်ရွှင်မှုပဲစိတ်ချမ်းသာတယ်ကိုယ်ချမ်းသာတယ်ဒါဒုက္ခစိတ်ချမ်းသာမှုနဲ့ကိုယ်ချမ်းသာမှုနှစ်ခုကိုဒုက္ခလို့ခေါ်လိုက်ခွဲခေါ်လိုက်တဲ့အခါစိတ်ချမ်းသာမှုကသောမနတကိုယ်ချမ်းသာမှုကဒုက္ခ
ထို့တူပဲညောင်းညာကြိုက်ခဲနေရထိုင်ရခက်တယ်ကြာကြီးမထိုင်နိုင်ဘူးပြမန်းနေဆိုရင်ဒုက္ခစိတ်ထဲကခံမြင်နေတယ်အောင့်နေရတယ်ဆိုရင်ဒေါမနတအဲ့တော့အဲ့ဒီတခုကတော့လာနေမှာအရုခမဒုက္ခဆိုတာအဲ့ဒါတွေကလွတ်ပြီးမတိမတာခံစားရခံစားမှုတဲ့အဲ့တော့ဝေဒနာချုပ်တယ်လို့ပြောကြတဲ့စကားဟာဒုက္ခဝေဒနာမပေါ်တာကိုသာပြောတာဒုက္ခဝေဒနာကိုမပေါ်တာသာပြောတာဒုက္ခဝေဒနာပေါ်နေတယ်အဲ့ဒါလည်းသိရမှာမသိလို့မရလူတွေရဲ့သဘာဝစဉ်းစားကြည့်ကိုယ့်ကိုယ်စဉ်းစားကြည့်လိုက်ဆင်းရဲတာဘယ်သူမှမကြိုက်ဘူးမကြိုက်ဘူးဆိုတဲ့ကဒုက္ခယဝေဒနာယပဋိက္ခနုတေယောနုသေးတိမကြိုက်သည့်အတွက်ကြောင့်ဒေါသလေးဖြစ်နေတာပဲအဲ့ဒါဒေါသဖြစ်တယ်လို့ခေါ်တာပဲနော်ကြောက်တာလဲဒေါသမခံကျင်တာလဲဒေါသပဲတယောက်နဲ့တယောက်ရံဖြစ်မှတရှုရှုတိုင်းလုံးဝဒေါသမဟုတ်ဘူးအာယုန်နဲ့တွေ့လို့မခံကျင်တာမကြိုက်တာခံမြင်တာအဲ့ဒါဒေါသပဲဒါမို့ဒုက္ခတွေ့လို့ရှိရင်ဒေါသဆိုတာလာတာကြီးပဲဘယ်သူပဲဖြစ်ဖြစ်ဖျားရဟနာဖြစ်သွားလို့ရှိရင်အာယုန်နဲ့တွေ့လို့ခန္ဓာကိုယ်ကတော့ခံခက်တာမှန်တယ်ဒါပေမဲ့ခံခက်တဲ့အပေါ်မှာစိတ်ကခံခက်နေတာမရှိဘူးရုပ်ကတော့ခံခက်နေတယ်ဒါပေမဲ့စိတ်ထဲကတော့မကြည်မနှက်ကြီးဖြစ်မနေဘူးအဲ့ဒါထူးခြားသွားတာပဲဒုက္ခယဝေဒနာယရာဂနုတေယောနုသေတိလူတိုင်းဟာအနေထားလေးကောင်းလာပြီ comfortable ဖြစ်လာပြီနော်နေလို့ထိုင်လို့ကောင်းလာတယ်ဆိုအဲ့ဒီပုံမှာตายရတယ်ဆိုတဲ့ရာဂဖြစ်လာအဲ့ဖြစ်ကိုဖြစ်တယ်ตายရတယ်ဆိုတာလေးဖြစ်လာပျော်ပြီဆိုလို့ရှိရင်ပျော်တဲ့အပေါ်မှာตายမှုလေးဖြစ်လာအဲ့ဒါဒုက္ခဝေဒနာအပေါ်မှာကြိုက်တဲ့နှစ်သက်တဲ့တွေ့တာတဲ့ရာဂအနုတ္တယဟာရင်းထဲမှာကိန်းသွားတယ်လို့ပြောတယ်အနုတ္တယကိန်းသွားတယ်ဆိုတာဟာဒါမျိုးလာရင်ဒါဖြစ်တော့မှာလို့ပြောတာ positive ဖြစ်တဲ့သဘောကိုပြောတာအနုတ္တယဆိုတာခုခေတ်စကားနဲ့ပြောရင် positive ဖြစ်သွားတာအကောင်း positive မဟုတ်အဆိုး positive ခုခေတ် positive ဆိုနားလဲပါတယ် HIV positive AIDS လာမှာပဲလေ SIBO positive BIPO positive ဆိုအသက်ထိခိုက်တာတွေလား positive ဆိုတာပြောတခုဖြစ်လာမယ်ဆိုတာကိုအခြေခံရသွားတာကိုဆိုလို့တယ်အဲ့တော့ဒုက္ခနဲ့တွေ့ရင်ရာဂဆိုတာလာကိုလာတာအဲ့ဒီလာတာဟာကိုအကုသိုလ်မှမသိဘူးသိလားမသိဘူးနော်ဒုက္ခဖြစ်လာတဲ့အခါမှာခံမြင်တာကိုဒေါသမှမသိဘူးအကုသိုလ်မှမသိဘူးအဲ့တော့ကုသိုလ်တို့အကုသိုလ်တို့ဆိုတာဟာခံစားမှုဝေဒနာနဲ့ဆက်ဆက်ပြီးဖြစ်ကိုနေတာပဲလူတွေရဲ့တဏ္ဍပုရုဇဉ်တ attva တွေရဲ့တဏ္ဍမှာနော်ဒုက္ခနဲ့တွေ့ရင်ရာဂဖြစ်တယ်ဒုက္ခနဲ့တွေ့ရင်ဒေါသဖြစ်တယ်ဒါပြည့်ဒုက္ခလည်းမဟုတ်ဒုက္ခလည်းမဟုတ်မသိမသာခံစားရတဲ့အဒုက္ခမဒုက္ခဆိုတဲ့ဥပေက္ခဝေဒနာဖြစ်ရင်ကောအဲ့ဒါကြတော့ဒုက္ခလည်းမဟုတ်ဘူးဆိုတော့တွေ့တာမှုလည်းမဖြစ်နိုင်ဘူးဒုက္ခမဟုတ်သည့်အတွက်ကြောင့်ခံမြင်တာလည်းမဖြစ်လိုက်ဘူးခံစားရမှမသိလိုက်တာနဲ့ပဲအဝိဇ္ဇာဖြစ်တယ်လို့ခေါ်တယ်အဲ့ဒါကြဖြစ်တာကိုဖြစ်မှမသိလိုက်တာကိုအဝိဇ္ဇာလို့ပြောအဒုက္ခမဒုက္ခယဝေဒနာယအဝိဇ္ဇာနုတေယောအနုသေတိတဲ့အဒုက္ခမဒုက္ခဆိုတဲ့ဝေဒနာဖြစ်လာလို့ရှိရင်အဝိဇ္ဇာနုတေယမသိတဲ့အဝိဇ္ဇာမောဟဟာယင်ထဲရောက်သွားတယ်အဲ့ဒီယင်ထဲရောက်သွားတဲ့မောဟအမှန်မသိခြင်းဆိုတဲ့ကိုယ့်ယင်ထဲမှာရောက်ရင်ဒါမျိုးဖြစ်ရင်ဘယ်တော့မှမသိဘူးမသိတော့အဲ့တော့အဲ့ဒါလည်းအကုသိုလ်ဖြစ်တာပဲနော်အကုသိုလ်တွေဖြစ်နေဖြစ်မှမသိဖြစ်
အာယုန်တစ်ခုပေါ်မှာကျင့်နှံ့လိုက်တာနဲ့ရာဂဖြစ်သွားပြီကိုယ့်ကိုယ်တော့လူကောင်းပဲဘုန်းကြီးတွေရောမဖြစ်ဘူးလားဖြစ်တာကောင်းတာနဲ့တွေ့ရင်မပယ်ရသေးရင်ဘယ်သူပဲဖြစ်တာ positive ဖြစ်နေလာတာပဲလေအဲ့တော့ဘုရားယန္တာဖြစ်သွားပြီဆိုတဲ့အခါကျတော့ခံစားတာကိုဒုက္ခကိုဒုက္ခလို့ပဲသိလိုက်တယ်သို့တော့ကောင်းလိုက်တာဆိုတာနောက်ကမလိုက်တော့လိုချင်လိုက်တာဆိုတာမလာတော့ဒုက္ခကိုဒုက္ခမှန်သိလိုက်တယ်မုန်းလိုက်တာဆိုတာမလာတော့အဒုက္ခမှဒုက္ခလို့ခေါ်တဲ့မသိမသာခံစားမှုလေးဖြစ်တဲ့အခါကျတော့အေးသိတယ်ငါမှအဒုက္ခမှဒုက္ခဝေဒနာဖြစ်နေတယ်ဆိုတော့သိလိုက်တယ်ဩလိုချင်စိတ်လည်းမဖြစ်ဘူးမုန်းတိစိတ်လည်းမဖြစ်ဘူးဘာဖြစ်တယ်ဆိုတာလည်းသိလိုက်သည့်အတွက်ကြောင့်လောဘဒေါသမောဟသူကဖြစ်တော့အဲ့ဒါယန္တာလို့ခေါ်တာအဲ့ဒီလိုဖြစ်မှယန္တာလို့ခေါ်နော်အဲ့ဒီလိုဖြစ်မှယန္တာနှုတ်ဆိုရင်သိတော့မှဓာတ်တော်ကြရင်ယန္တာဖြစ်နေတယ်ဓာတ်တော်ကြအောင်လုပ်လို့ရတယ်တဲ့ကြခြင်းပစ္စံပိဋ္ဌဓာတ်တော်ကြမှာကမိကယ်တွေပဲလေလူရဲ့အယိုးဆိုတာအဲ့ဒါမျိုးတွေပဲအဲ့တော့တကယ်ကကိုကတော့အတိဆုံးပဲသူများဆိုတာတော့သူများဖြစ်တာမဖြစ်တာကိုယ်နဲ့မဆိုင်ဘူးတရားဆိုတာကိုယ့်ကိုသိအောင်လုပ်ဖို့ပဲလိုတယ်ကိုယ်အသိမသိကိုဆုံးဖြတ်ပေးလို့လည်းမရဘူးတရားကျင့်တာကိုဘယ်ဆင့်ရောက်ပြီလို့ဆုံးဖြတ်ပေးလို့လည်းမရဘူးဖះမတပါမသိနိုင်ဘူးဒါမျိုးတွေအဓိကတော့ကိုယ်မှဖြစ်တာကိုယ့်ကိုသိဆုံးပဲကိုယ့်ကိုသိဆုံးပဲအဲ့တော့အရေးကြီးဆုံးကဘာလို့ဆိုကိုယ့်ကိုမလိမ်မိဖို့မညာမိဖို့ဟာအရေးကြီးတယ်ပေါ့လောကလူတွေကသူများညာတာသာလူညာလို့ခေါ်တာကိုညာတဲ့လူကပိုများတယ်နော်ကိုလိမ်ညာနေတာပိုများတတ်တယ်ပေါ့အဲ့တော့ဒါကြောင့်မို့တရားဥတရားမြတ်ရမယ်ပုဂ္ဂိုလ်တွေမှာဘာပါတော့ဆိုရင်ဖြောင့်မတ်ရမယ်နော်ကောက်ချစ်သူမဖြစ်ရဘူးဖြောင့်မတ်ရမယ်ဆိုတာကိုညာတဲ့လူမဖြစ်ရဘူးကိုရိုးဖြောင့်တဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်လို့သူဆိုလို့ honest quite honest ဥစုသူဟုစုမေတ္တာဘာဝနာပွားတာတောင်မှတက်ခေါ်ဥစုစသူဟုစုစဆိုရင်နှစ်ထပ်ကွမ်းပြောတာနော်ဥစုမင်းယူသားမယ် honest quite honest လုံးဝကိုယူသားရမယ်ဟောသူဟုစုအဲ့ဒါမျိုးဖြစ်မှဒီတရားဥတရားမြတ်ဆိုတာကိုယ်သွားတာမြတ်စွာဘုရားနဲ့ကျန်တဲ့လူတွေဘာကွာနေသလဲယန္တာပုဂ္ဂိုလ်နဲ့ကျန်တဲ့ပုဂ္ဂိုလ်တွေဘာကွာသလဲဆိုတဲ့အခါမှာမြတ်စွာဘုရားမှာလည်းမျက်စိရှိတယ်ဘုရားမှာမျက်စိရှိတယ်ယန္တာတွေမှာလည်းမျက်စိရှိတယ်တမန်ပုဂ္ဂိုလ်တွေလည်းမျက်စိရှိတယ်မျက်စိရှိရင်မျက်စိရဲ့သဘောတရားကမျက်စိနဲ့မြင်လို့ရတဲ့အရာတွေမှန်သမျှမြင်မှာပဲလေကောင်းတာလည်းမြင်တယ်မကောင်းတာလည်းမြင်တယ်အဲ့ဒီအဆင့်မှာတူတူပဲဘာကွာတော့လို့ဆိုတဲ့အခါတာမန်ပုဂ္ဂိုလ်တွေကြတော့ကောင်းတာမြင်လို့ချင်းတယ်တွေ့တာတယ်ကြိုက်တယ်နှစ်သက်တယ်မကောင်းတာမြင်မုန်းတယ်ဆန့်ကျင်တယ်အဲ့ဒီကြတော့ခွာသွားပြီအဲ့ဒါကွယ်သွားပြီကောင်းတာတွေ့ရင်ကြိုက်မကောင်းတာတွေ့ရင်မုန်းဆန့်ကျင်မြတ်စွာဘုရားကြတော့ကောင်းတာတွေ့လဲကြိုက်တယ်ဆိုတာမဖြစ်ဘူးမကောင်းတာတွေ့လဲမုန်းလုံးယုံမုန်းတယ်ဆိုတာမရှိဘူးနှစ်ခုစလုံးဟာ equality တူညီမှုဖြစ်တဲ့စိတ်အခြေအနေအပြောင်းလဲမဖြစ်ဘူးလို့ပြောတယ်အဲ့ဒါကိုတာဓိခုံလို့ခေါ်တယ်တာဓိခုံဆိုတာပြောင်းလဲမရှိတာလူဆိုတာတမန်ပုဂ္ဂိုလ်တွေကြတော့ပြောင်းတယ်လေအလုံးကိုပြောင်းတယ်ကြိုက်ရင်တစ်မျိုးမကြိုက်ရင်တစ်မျိုး
ပြောင်းလဲမှုကတားများတယ်မြတ်စွာဘုရားဖရာရဟန္တာတွေကြတော့အိဋ္ဌာနိဋ္ဌေတာတိကောင်းတာနဲ့တွေ့မကောင်းတာနဲ့တွေ့သူတို့စိတ်ဓာတ်ပြောင်းလဲမရှိဘူးတိမတ်တည်ငြိမ်နေတဲ့စိတ်ဓာတ်လို့သူတို့ဆိုလို့အဲ့ဒါမှယဟန္တာနော်အဲ့ဒီလိုမှယဟန္တာဖြစ်တယ်စိတ်ဓာတ်ဟာငြိမ်သွားပြီအဲ့တော့အရေးကြီးဆုံးကတော့ကိုယ်နှလုံးသွင်းဆင်ခြင်မှုပြောရမှာဖြစ်တယ်နှစ်သက်စရာအာယုန်လေးနဲ့မြင်လို့จิตနှမှုလေးဖြစ်သွားသလားလူချင်မှုလေးဖြစ်သွားသလားမတိမသာရောတိတိသာသာရောဖြစ်သလားလူဆိုတာကိုယ်ရှိနေရင်တခါတလေကျတော့ရိုးသွားတယ်အာယုန်တစ်ခုကဘလောက်နှစ်သက်စရာကောင်းကြာတော့ရိုးတယ်ဆိုတာရှိတယ်ရိုးမရိုးကြည့်ပေါ့နေတိုင်းအိမ်မှာဝက်သားဟင်းကြီးချက်ကြည့်တပတ်လောက်ချက်စားကြည့်ပြီဘလောက်ကြိုက်ပါတယ်ဆိုတဲ့လူတောင်မှပဲဝက်သားမစားကျင်တော့ဘူးပြောလာမှာနော်ချက်မောက်ဟင်းလေးကကောင်းတယ်ဆိုဖြစ်လာအောင်မှာအဲ့ကြဘာလို့လို့ဆိုရင်ဘယ်အာယုံပဲဖြစ်ကာမဂုဏ်အာယုန်นี่မှန်သမျှခိတ္တခဏပဲနှစ်သက်ကြတာဖြစ်တယ်ဒါမို့မြတ်စွာဘုရားအင်တန်တူတောင်းနေကာမဂုဏ်အာယုန်นี่ဆိုအလွန်တူတယ်အကြိုက်ဆိုလည်းအလွန်ကိုတူတယ်တွေ့ပါများရိုးဤသွားတာကောင်းဆုံးလို့ပြောတာတောင်မှရိုးသွားပြီဤသွားရောနော်အဲ့ကြမကြိုက်တဲ့ဖက်ရောက်သွားပြန်ဒါသဘာဝပဲအဲ့တော့အဲ့လိုမဖြစ်အောင်ကိုယ်စိတ်ကိုတည်ငြိမ်မှုရှိအောင်ကြိုးပမ်းအထောက်တယ်မြတ်စွာဘုရားရဲ့အဆုံးအမ mind center teaching လို့ခေါ်တယ်လူရဲ့စိတ်အခြေအနေပေါ်မှာအခြေအနေကိုထပ်တတ်ဖို့အာယုန်နေနဲ့ဆုံတဲ့အခါမှာကိုယ်စိတ်ဓာတ်တည်ငြိမ်စွာနေတတ်ဖို့ဒါတွေကိုသွန်သင်ဆုံးမတာဒါတွေကိုလေ့ကျင့်မှုဟောကြားတာပဲဖြစ်တယ်ဒါအစစ်မြင့်တရားပေါ့နော်အစစ်မြင့်တရားအဲ့တော့မြတ်စွာဘုရားတရားတော်မှာအပမာဒဆိုတဲ့ mindfulness ရှိနေပြီဆိုရင်ကိုယ့်ဘဝကိုအခြေအနေအကုန်လုံးသုံးသပ်လို့ရတယ်ပေါ့မြတ်စွာဘုရားကဒီနေရာမှာပမာဒနဲ့အပမာဒဒီနှစ်ခုအဓိကထားပြီးတော့ဟောတယ်ပမာဒဆိုတာကိုဆန်းစစ်လေးလာခြင်းမရှိပဲအမှတ်တမဲ့နေခြင်းလို့ပြောရမှာဖြစ်တယ်အမှတ်တမဲ့နေတယ်လောကလူတွေကြည့်နေအမှတ်တမဲ့နေတယ်ဆိုတာဘာလို့ကိုဟာလူဘဝရောက်လာတာဘာကြောင့်ရောက်လာတယ်ဆိုတာသိဖို့မကြိုးစားဘူးအမှတ်တမဲ့နေတယ်ဒါအမှတ်တမဲ့တစ်ခုစဉ်းစားတဲ့အခါကျတော့လေအမှန်ကန်မစဉ်းစားနိုင်တာတွေလည်းရှိတယ်ဘုရားသခင်ဖန်ဆင်းလို့ရောက်လာတယ်လို့ယူဆရင်လည်းလွဲမှားသွားသူကသူရောက်ချင်လို့ရောက်လာတာဆိုရင်လည်းလွဲမှားသွားအစစ်အမှန်ကိုသိအောင်ဆက်လက်ပြီးကြိုးစားခြင်းမရှိဘူးဒါအမှတ်တမဲ့နေခြင်းနေ့စဉ်လုပ်တဲ့အလုပ်တွေပေါ်မှာလည်းပဲအမှတ်တမဲ့နေခြင်းပဲဖြစ်တယ်ပေါ့အဲ့ဒါတွေကိုပမာဒလို့ခေါ်တယ်ကောင်းတဲ့အလုပ်တွေကိုဆွဲဆွဲမြဲမြဲမလုပ်တာလည်းပဲပမာဒလို့ခေါ်တယ်အဆင့်ဆင့်ပဲသူကလုပ်ချင်တဲ့ကလုပ်တယ်မလုပ်ချင်တဲ့ကမလုပ်ဘူးကောင်းတဲ့အလုပ်တွေပေါ်မှာစိတ်ဝင်စားမှုအားနည်းတယ်မကောင်းတဲ့အလုပ်တွေကြတော့ပြောတယ်နှစ်ချိုက်တယ်စိတ်အားတွေထက်သန်ဒါလည်းပမာဒလို့ခေါ်တယ်အဲ့ဒီပမာဒကိုစာပေကျမ်းမှာပမာဒောတတိဝတ္တခောကောင်းတဲ့ပဲလုပ်ရမယ်ဆိုတဲ့တတိလွတ်နေတာတဲ့ဟောတတိလက်လွတ်ငှက်တောင်ကျွတ်လို့ခေါ်တယ်ငှက်ဟာအတောင်ကျွတ်ရင်ပြန်မတက်နိုင်တော့ထို့တူပဲလူတွေဟာတတိလက်လွတ်နေလို့ရှင်ကောင်းတာလုပ်ဖို့ဆိုတာဖြစ်နိုင်တော့ရှိတဲ့အခြေအနေလေးပေါ်မှာမူးမေ့ပြီးတော့နေတယ်ကောင်းတဲ့အလုပ်ပဲကိုစိတ်မရောက်တော့ဘူးဒါအပမာဒဆိုတာကြတော့အလုပ်မဟုတ်ဘူးငါဘာကြောင့်လူဖြစ်လာတာလဲလူဖြစ်လာပြီးတော့ငါဘာတွေနဲ့အချိန်ကုန်နေသလဲငါလှုပ်တဲ့နာဘာလဲငါလှုပ်နေတာဘာလဲလှုပ်နေတာနဲ့လှုပ်တဲ့နာတစ်ခါလေကွဲပြားခြားနာသေးတယ်နော်ကိုလှုပ်နေတာဘာလဲလှုပ်တဲ့နာကဘာလဲ
လှုပ်တဲ့နေဆိုတာအကျိုးရှိမှလှုပ်တဲ့လှုပ်နေရတာအကျိုးရှိရှိမရှိရှိမစင်စားလို့ရှိရင်ရိုးရာကိုလုံးနေကြလှုပ်နေကြတာအဲ့ဒီထဲမှာကိုလှုပ်နေတဲ့အလုပ်ဟာကောင်းကျိုးချမ်းသာပေးတဲ့အလုပ်လားဆိုးကျိုးပေးမဲ့အလုပ်လားဆိုတာလည်းမစင်စားဘူးအဲ့ဒါလို့မစင်စားနိုင်ဘူးဆိုလို့ရှိရင်ဒါပမာဒစဉ်းစားနိုင်မယ်ဆိုရင်သိတယ်ကောင်းတဲ့အလုပ်ကိုဆွဆွမြဲမြဲလှုပ်လာပြီဆိုရင်အပမာဒအဲ့ဒီနှစ်ခုဟာတတိရှိခြင်းနဲ့တတိကင်းမဲ့ခြင်းလို့အဓိပ္ပာယ်ပြောရမှာဖြစ်တယ်အဲ့တော့တတိရှိတယ်ဆိုတာဘယ်ဘောတတိရှိတာတော့တတိကင်းမဲ့တာဘယ်ဘောတတိကင်းမဲ့ကိုယ်ဘဝရဲ့အခြေအနေပေါ်မှာတတိကင်းမဲ့တာပမာဒဘဝအခြေအနေပေါ်မှာနားလေသဘောပေါက်နေတာကအပမာဒဒီလိုလည်းပြောလို့ရတယ်အဲ့ဒီနှစ်ခုမှာလောကမှာကြီးပွားတိုးတက်သွားတဲ့ပုဂ္ဂိုလ်တွေဆိုပါစို့အောက်ခြေကနေစပြီးတော့စီးပွားဥစ္စာရှာလို့ top 1 top 10နဲ့ပါသွားတဲ့တတိဖြစ်သွားတယ်လုံလဝိရိယနဲ့ကြိုးစားလို့ကြိုးစားပြီးတော့စီးပွားဥစ္စာတွေတိုးတက်သွားတယ်ကြိုးစားလို့အတန်းထဲမှာ top 10နဲ့ပါသွားတယ်စာကြိုးစားလို့ကုသိုလ်ကောင်းမှုမှလည်းဆိုလို့ရှိရင်လည်းထိတ်တန့်ရအောင်ကြိုးစားတယ်အဲ့ဒါတွေကအပမာဒလို့ခေါ်တယ်အလုံးဟာလုံးလို့တိုးတက်လာတယ်လှုပ်တယ်ဆိုတဲ့ကတတိရှိနေတယ်သူဟာမလှုပ်ဘူးဆိုတဲ့လူကတတိမိတ်နေတဲ့ပုဂ္ဂိုလ်ပဲလူတွေဟာအထွတ်ထိပ်ကိုရောက်လာကြတယ်အထွတ်ထိပ်ရောက်လာတဲ့ပုဂ္ဂိုလ်ဟာအလကားသားနေရင်ကနေရောက်လာတာမဟုတ်ဘူးသူဟာအဓိကအကြောင်းကတော့အပမာဒဆိုတဲ့တတိရှိရှိကြိုးစားအထုတ်ခဲ့ခြင်းလို့ပဲမြတ်စွာဘုရားဒီနေရာမှာဟောတာတတိရှိပြီဆိုရင်ဘာရှိလာတော့ပညာရှိလာပညာရှိလာပြီဆိုရင်ဝိရိယရှိလာပညာဝိရိယနှစ်ခုပေါင်းစပ်လိုက်ပြီဆိုရင်ကောင်းမြတ်တဲ့ရလဒ်တစ်ခုပေါ်လာစီးပွားဥစ္စာရှာတာပဲဖြစ်ဖြစ်ပညာရှာတာပဲဖြစ်ဖြစ်တခြားအလုပ်ပဲဖြစ်ဖြစ်ဒီလမ်းကြောင်းပဲနိဗ္ဗာန်တော့မှဒီလမ်းကြောင်းမဟုတ်ဘူးနော်အားလုံးဟာဒီလမ်းကြောင်းပဲလောကမှာမြတ်စွာဘုရားဟောတဲ့တရားဟာလမ်းကြောင်းစုံတယ်ကိုယ်အဆင့်နဲ့ကိုယ်ရမှာပဲနော်အတိုင်းအတာတစ်ခုရလို့လို့ရှိရင်လူဘဝချမ်းသာမယ်နတ်ဘဝချမ်းသာမယ်အဲ့ဒီတဲ့အဆင့်မြင့်ရင်ပြမပြေရောက်မယ်အဲ့ဒီတဲ့အဆင့်မြင့်လို့ရှိရင်နိဗ္ဗာန်ရောက်ဟောဒီလိုဆိုလို့တယ်အလုတ်ကတော့တူတူကြီးပဲအကောင်းနေကြီးပဲအကောင်းနေမှာအဆင့်မြင့်လှုပ်တဲ့အတိုင်းအတာဒီဂရီဟာကွာသွားတယ်လို့ဒီလိုပြောရမှာဖြစ်တယ်သီလပဲကြည့်၅ပါးသီလပဲထိမ့်သိမ့်တယ်အေးတိုးမြင့်လိုက်တော့10ပါးသီလ10ပါးသီလရှိ9ပါးသီလရှိဒီတဲ့တိုးမြင့်လိုက်လို့ရှိရင်ယဟန်ပြုလိုက်ရင်ယဟန်သီလဖြစ်သွားဆင့်မြင့်တဲ့သီလရောက်သွားအဲ့ဒီသီလကိုပဲဝိပဿနာတရားနဲ့တင်ပြီးကျင့်လိုက်တဲ့အခါကျမက္ခသီလဖလားသီလထီအောင်နောက်ဆုံးရောက်သွားတယ်အဆင့်မြင့်ဆုံးကိုရောက်သွားနိုင်တယ်ပေါ့ဒါသီလတစ်ခုတည်းပဲအဲ့ဒါလို့သွားတာအဲ့တော့အတိုင်းအတာတစ်ခုချင်းကမတူကြဘူးမတူအေးဒါကြောင့်အဲ့လိုမတူခြင်းဟာပမာဒနဲ့အပမာဒအဲ့ဒီနှစ်ခုတည်းပဲအပမာဒကြောင့်လောကမှာကောင်းစားသမျှဟာတကယ်ကိုအမတ်တမဲ့မနေလို့ကောင်းစားတယ်လို့ပဲကောက်ချက်ချပြီးပြောအောင်ပါပဲเนาะကဲလောကမြတ်စွာဘုရားကဒီ20ခုအပိုင်း21မှာဘာကိုဟောရမလဲဆိုရင်မြတ်စွာဘုရားဟောတဲ့ဓမ္မပဒထိသနာတော်တစ်ပုဒ်ကအပမဒေနမခဝါထေဝနံတိဋ္ဌတံကတောအပမဒံပတံတန္တိပဏိတောဂရဟိတောတရာဒီတစ်ပုဒ်ထဲပဲเนาะဒီတစ်ပုဒ်ထဲမှာဆိုလိုတဲ့အဓိပ္ပာယ်ကဘာတော့မမေ့မလျော့တတိရှိရှိကြိုးစားအထုတ်ခြင်းကြောင့်မဆလရွာကမကားဆိုတဲ့လူဟာနတ်တကာတို့တဲ့ဘုံတကူကြီးတဲ့တရားမင်းဘဝရောက်ရတာတဲ့ဟောဒါပဲเนาะ
အဲ့တော့လူထဲမှာသမထဖြစ်တယ်ဆိုပါစို့တခုအထွတ်ထိပ်ရောက်ဘုရင်ဖြစ်တယ်စကြဝဠာမင်းဖြစ်တယ်သို့မဟုတ်စီးပွားရေးမှာ top ဖြစ်တယ် top 1နဲ့ရောက်လာ top 10နဲ့ရောက်လာဒီလိုပေါ့တခုပညာရေးမှာလည်းအတော်ဆုံးဖြစ်လာတယ်အဲ့ဒါလိုဖြစ်လာတဲ့ပုဂ္ဂိုလ်တွေဟာအပမာဒကြောင့်ဖြစ်တာပဲနော်သူတို့ဟာအခြေအနေတစ်ခုပေါ်မှာမိမိလျော့လျော့နေတာမဟုတ်ဘူးတတိရှိရှိနဲ့ကြိုးစားတဲ့ပုဂ္ဂိုလ်တွေဖြစ်တယ်လို့ဆိုတဲ့အဓိပ္ပာယ်ကိုပြောတာအပမာရိနမခဝါဒေဝနံသစ္ထတံကတောမခဝါစွမ်းတကူကြည်မာတဲ့တရားမင်းဆိုတာဟာအပမာရိနကုသိုလ်ကောင်းမှုပေါ်မှာမမေ့မလျော်ကြိုးပမ်းအထောက်မှုဆိုတဲ့တတိတရားကြောင့်ဒေဝနံစတုမာရိတာဝရိန္ဒာနတ္ထခါတို့တဲ့တိဋ္ဌတံအထွတ်တိတ်ချီးမွမ်းခံရတဲ့တရားမင်းဖြစ်သူကတော်ရောက်တယ်ဒါကြောင့်မို့လို့အပမာဒံပတံတန္တိမမိတ်မလျော်ကြိုးစားအထုတ်ခြင်းဆိုတဲ့အပမာဒတရားတတိရှိရှိနေထိုင်ခြင်းဆိုတဲ့အပမာဒတရားကိုပတံတန္တိအလုံးကိုကောင်းတဲ့အကြောင်းတရားဖြစ်တယ်လို့ချီးမွမ်းကြတယ်ပမာဒောကရဟိတောတရာအဲ့ဒါလို့တတိရှိရှိမနေပဲနဲ့အချိန်ရရသုံးသဆင်ခြင်မှုမရှိပဲနဲ့မိမိလျော့လျော့ပေါ့ပေါ့တန်တန်နေခြင်းကိုတော့တရာအခါခါသိကရဟိတောကဲ့ရဲ့ရှုတ်ချတတ်တဲ့ရှုတ်ချတိုက်တဲ့တရားဖြစ်တယ်လို့သူတို့ဆိုတာအဲ့တော့မြတ်စွာဘုရားဟောတဲ့တရားလေးကဒီဒေသနာမှာရှင်းရှင်းလေးတရားမင်းဆိုတဲ့ပုဂ္ဂိုလ်ဟာဘာကြောင့်တရားဘဝရတာတော့ဆိုရင်အကြောင်းတစ်ခုတည်းပဲပြောလိုက်တာသူဟာမမေ့မလျော့တတိရှိရှိနေထလို့ရတာဒါပြောတာအဲ့တော့တတိတစ်လုံးနဲ့ရတာလားဆိုတော့ဒီလိုဆိုလို့တာမဟုတ်ဘူးတတိရှိမှုကပထမတတိရှိတော့ဘာတော့ကောင်းတာတွေလုပ်တယ်ကြိုးစားတယ်ကုသိုလ်တရားတွေကြိုးစားတယ်လှုပ်တဲ့လှုပ်ထိုက်တာတွေကို तू တတိရှိမေးတဲ့ပုဂ္ဂိုလ်ကလှုပ်တဲ့လှုပ်ထိုက်တာမသိဘူးလေ तू ကလှုပ်ချင်တာပဲလှုပ်နေတာလှုပ်တဲ့နာတို့လှုပ်ထိုက်တာတို့မသိဘူးတရားမရတော့မဟုတ်တတိရှိတယ်တတိရှိသည့်အတွက်ကြောင့်လှုပ်တဲ့လှုပ်ထိုက်တာတွေ तू ကုန်လှုပ်တယ်လှုပ်လို့အထက်တန်းရောက်တာလို့သူတို့ဆိုလို့တယ်ပေါ့နော်အဲ့ဒီမှာအထက်ကရာဆရာကြီးကပါဠိကိုပန်ပို့ပြောထားတော့ဆိုသဗ္ဗေတံလောကိယလောကုတ္တရဏံဝိသေသနံပဋိလာဘကာရဏတ္တာတဲ့အပမာရဆိုတဲ့တတိရှိမှုဟာလောကီကိစ္စမှာပဲဖြစ်ဖြစ်လောကုတ္တရာကိစ္စမှာပဲဖြစ်လောကီအရာမှာပဲဖြစ်ဖြစ်လောကုတ္တရာအရာမှာပဲဖြစ်ဖြစ်ထူးခြားတဲ့အခြေအနေကောင်းတွေကိုရနိုင်တယ်တတိရှိတဲ့ပုဂ္ဂိုလ်တွေတတိရှိရှိကြိုးစားတဲ့ပုဂ္ဂိုလ်တွေဟာအခြေအနေကောင်းတစ်ခုရတယ်လို့သူတို့ဆိုလို့တယ်နော်ထူးခြားတဲ့အရေးချင်းတွေကိုရတယ်လို့ပြောတာပမာဒောကရိတောတရာအမတ်တမဲ့နေတဲ့ပုဂ္ဂိုလ်တွေအမတ်တမဲ့နေတတ်တဲ့ပမာဒဆိုတဲ့တတိလက်လွတ်နေတဲ့အရာကိုတော့ကဲ့ရဲ့ရှုတ်ချတတ်တယ်ဆိုတာဘာကြောင့်လို့ဆိုရင်သဗ္ဗဝိပတ္တိနံမူလဘဝတော်ပျက်စီးမှုဆုံးရှုံးမှုမှန်သမျှသူ့ချောင်ဖြစ်တာနမောနမဲနေတယ်အမတ်တမဲ့နေတယ်ကြိုးစားအထောက်မှုတွေကင်းတယ်တတိမရှိသည့်အတွက်ကြောင့်မသိဘူးမသိသည့်အတွက်ကြောင့်ဘာမှမလုပ်ဘူးเนาะလုပ်ရင်လည်းမှားမှားယွင်းနေလုပ်တယ်ဆိုတဲ့အခြေအနေဇိုးတွေကြောင့်ပျက်စီးဆုံးရှုံးမှုအလုံးရဲ့မေ့လျော့မှုဆိုတာပျက်စီးဆုံးရှုံးမှုအလုံးရဲ့အခြေခံအကြောင်းတစ်ခုဖြစ်တယ်လူတိုင်းနားလည်အောင်ထပ်ပြီးတော့ပြောလိုက်တာတော့မနုဿဒောဘကံဝါလူတွေဟာဆင်းရဲမွဲပြီးတော့စားစရာမရှိတောက်စရာမရှိလမ်းဘေးရောက်ပြီးတော့တောင်းစားရတဲ့အနေအထားမျိုးသို့မဟုတ်ကြောမွဲဘဝရောက်ရခြင်းဟာလည်းပဲမေ့လျော့ခဲ့လို့ပဲဖြစ်တယ်ဒီဘဝမမေ့ခဲ့ရင်လည်းဟိုဘဝမေ့ခဲ့တာပေါ့နော်ခြေနေကောင်းနေသူမလုပ်ခဲ့ဘူး
မလုပ်ခဲ့လို့ဒီလိုဖြစ်တာငယ်ငယ်ကပညာမသင်ခဲ့တဲ့ပုဂ္ဂိုလ်ဟာကြီးတော့လည်းပညာမတတ်တော့ဘူးလေဒါသဘာဝပဲသိတာကျောင်းမနေခဲ့ဘူးစာလည်းမဖတ်တတ်ဘူးငယ်တော့ကျောင်းမနေခဲ့ဘူးစာမဖတ်ဘူးအဲ့ဒါလိုပဲအတိတ်ဘဝတော့ကုသိုလ်ကောင်းမှုမလုပ်ဘူးမလုပ်သည့်အတွက်ကြောင့်အခြေအနေကောင်းတစ်ခုသူ့မှာမရှိဘူးအဲ့ဒါကိုမနုဿဒေါဘက္ခလို့ခေါ်တယ်ဘုံကံနေပါပြီးဆင်းရဲမွဲတေတဲ့ဘဝမျိုးဟာပမာဒကြောင့်ဖြစ်တာပါတဲ့အပါယုပ္ပတိဝါတဲ့ငရဲတရိစ္ဆာန်ပြိတ္တာအသူရကယ်ဆိုတဲ့ဆိုးရုပ်တဲ့ဒုက္ခပုံတွေကိုရောက်သွားတာဟာလည်းပဲမိမိလျော်ရောနေခြင်းသူနေလို့ဖြစ်သွားတာတဲ့တတိရှိနေမယ်ဆိုရင်အဲ့ဒီဘဝမရောက်ဘူးတဲ့နော်တတိရှိနေရင်အဲ့ဒီဘဝမျိုးမရောက်နိုင်ဘူးအဲ့တော့မြတ်စွာဘုရားဟောတဲ့တရားတော်တွေဟာအလုံးကိုတတိထားပြီးတော့လိုက်နာမယ်ခြေနေတွေပဲဖြစ်တယ်ပေါ့နော်ပမာဒနဲ့အပမာဒဒီနှစ်ခုကိုအဓိကထားဟောတာခုနပြောသလိုပမာဒရှိနေတဲ့ပုဂ္ဂိုလ်ဟာမေးလျော့နေတဲ့ပုဂ္ဂိုလ်ဟာပညာလည်းမရှိတော့ဘူးပညာမရှိတော့မစင်စားသည့်အတွက်ကြောင့်ကြိုးစားအထောက်မှုလည်းမရှိဘူးကောင်းတဲ့အလုပ်လုပ်ကိုင်မှုလည်းမရှိဘူးဒါကြောင့်မို့လို့အောက်တန်းကျသွားတယ်အပမာဒဆိုတဲ့စဉ်းစားတွေးခေါ်မှုနဲ့တတိရှိတဲ့ပုဂ္ဂိုလ်ဟာကိုယ့်အခြေအနေရရကိုသုံးသပ်ပြီးဆင်ញင်သုံးသပ်တဲ့ပညာရှိလာတယ်ပညာရှိသည့်အတွက်ကြောင့်ငါမလုပ်ခဲနေလို့မရဘူးလုပ်ရမယ်ကြိုးစားရမယ်ဆိုတဲ့ဝိရိယတွေလည်းပေါ်လာတယ်အဲ့ဒီစွမ်းအားတွေကြောင့်မို့လို့သူဟာတိုးတက်ကြီးပွားလာတာအဲ့တော့အခြေခံကတော့အမှတ်တမဲ့နေခြင်းအမှတ်တမဲ့မနေပဲနဲ့အလေးနဲ့ထားခြင်းဒီနှစ်ခုပဲအပမာဒဆိုတာအမှတ်တမဲ့မနေပဲနဲ့အလေးနဲ့ထားတယ်တတိရှိတယ်ပမာဒဆိုတာအမှတ်တမဲ့နေတယ်အတိမဲ့အမှတ်တမဲ့နေတယ်တတိကင်းမဲ့တယ်ဟောအဲ့ဒီနှစ်ခုဟာအဓိကအကြောင်းနှစ်ခုအနေနဲ့မြတ်စွာဘုရားဟောခြင်းဖြစ်တယ်ပေါ့ဒီဒေသနာတော်မှာကြည့်လိုက်တရားဘဝရောက်တာအပမာဒကြောင့်ဒါကြောင့်အပမာဒကိုထိတ်တန်းရောက်သွားတဲ့ပုဂ္ဂိုလ်တွေကတမိုးထားကြတယ်တဲ့ပမာဒဆိုတဲ့မေလျော်ပော့တတ်မှုတွေကိုတော့ကဲ့ရဲ့ရှုတ်ချကြတယ်လို့ဒီဒေသနာမှာဒီလောက်ပဲဟောတာဖြစ်တယ်ဒါဖြင့်ဒီဒေသနာဘာကြောင့်ဖြစ်လာလဲဆိုလို့ရှိရင်တရားမင်းအကြောင်းနဲ့ဆက်ဆက်ပြီးတော့ဖြစ်လာတရားမင်းအကြောင်းနဲ့တရားမင်းဟာလူဘဝကလူသားတစ်ယောက်ကနေပြီးတော့အဆင်မြင်ပြီးတိုးတက်ဖြစ်သွားတဲ့ပုဂ္ဂိုလ်တူပဲသူကဒီဇလန်းမှာမဆလာဆိုတဲ့ရွာကတမန်ရွာသားတစ်ယောက်ပဲသို့တော်သူဟာအမတ်တမဲ့နေတဲ့လူမဟုတ်ဘူးမတ်တမဲ့မနေဘူးစဉ်းစားတယ်ရရွာကောင်းကျိုးကိုငါဘာလုပ်ရမလဲသူစဉ်းစားတာနော်အများကောင်းကျိုးကိုငါဘာလုပ်ရအများကဘာကြိုက်တယ်လဲတမန်စဉ်းစားရမဟုတ်ဘူးသူစဉ်းစားတာအဲ့ဒါဘာကြောင့်စဉ်းစားတာအမတ်တမဲ့မနေလို့စဉ်းစားတာနော်အဲ့ဒါကိုပြောတာအပမာဒဆိုတာတမန်မကြည့်ပွားတဲ့ပုဂ္ဂိုလ်တွေကမစဉ်းစားတဲ့ပုဂ္ဂိုလ်တွေပဲသူကြတော့တတိနဲ့စဉ်းစားတယ်ငါဘာလုပ်တင်တယ်လဲလူဘဝငါရလာပြီဘာလုပ်ရမလဲဆိုတော့ तू စဉ်းစားတော့စဉ်းစားပြီးတော့အများသွားလာတဲ့လမ်းတွေကိုတာရအောင်တန့်ရှင်းအောင်အရေးကောင်းတဲ့သစ်ပင်တွေအောက်မှာတာရအောင်တန့်ရှင်းအောင်နေ तू စပြီးတော့လှုပ်ကြည့်တယ်တာတာရရဖြစ်အောင်မြေတွေညှိတယ်နော်ကြည့်ပြောရှုပြောဖြစ်အောင်လုပ်တယ်လမ်းတွေမညီတာတွေညီအောင်လုပ်လိုက်တဲ့အခါကျတော့သူတန်တန်ရှင်းရှင်းလှုပ်ထားတဲ့သစ်ပင်ရိပ်အောင်လူတွေကရောက်လာတယ်သူ့ကိုတောင်းတွန်းထိုးဖယ်ရှားပြီးတော့အဲ့ဒီအောင်မှာလာနေကြတယ်သူအရိပ်ကိုတန်တန်ရဖြစ်အောင်အရိပ်ပင်အောင်မှာလှုပ်ထားတာကိုဟိုလူကရောက်လာလိုက်ဒီလူကရောက်လာလိုက်နဲ့လူတကာကြိုက်တယ်ဆိုတာตาရခြင်းတန့်ရှင်းခြင်းကိုလူတကာကြိုက်တယ်
လှုပ်တာမလှုပ်တာတာထားတာရတန်ရှင်းတာကြိုက်ကြတယ်လူတိုင်းနော်တာရတယ်လှပတယ်ဆိုကြိုက်တယ်အဲ့တော့သူကစဉ်းစားတယ်မတ်တမဲ့မနေဘူးကြည်စံငါရှင်းထားတဲ့နေရာကိုသူတို့လာနေကြတယ်သူတို့တာရတာတန်ရှင်းတာကိုကြိုက်တာပဲဆိုတော့ရရွတာရရေးငါလုပ်မယ်ရရွတန်ရှင်းငါလုပ်မယ်လူတွေကြိုက်တာဒါပဲဆိုပြီးအဲ့ဒီကစပြီးအင်းနဲ့အားနဲ့ပဲအားပြီဆိုတာနဲ့လမ်းနေပြင်းတယ်တာရအောင်လုပ်တယ်သစ်ပင်လေးတွေစိုက်တယ်မညီညာတဲ့လမ်းနေညီညာအောင်လုပ်တယ်ခြိုင်ချင်းရှိရင်ဖို့တယ်အဲ့ဒါလုပ်တယ်လုပ်တော့သူလှုပ်တာကိုကြည့်တဲ့အခါတကယ်ချင်းဘာလှုပ်တာတော့တယောက်ကရောက်တာအေးငါရက်ရောတာရရေးအများသွားတဲ့လမ်းကိုညီညွတ်အောင်လုပ်တယ်ဆိုအေးငါလည်းဝိုင်းလုပ်မကွာတယောက်ရောက်လာအဲ့ဒါလိုငါလည်းလုပ်ဦးမယ်ငါလည်းလုပ်ဦးမယ်နဲ့သူ့ကိုအားကြပြီးလှုပ်တဲ့လူဟာ33ယောက်ဖြစ်သွားတယ်အဖွဲ့အစည်းတစ်ခုဖြစ်သွားအဲ့ဒါသူကစပြီးတော့အမတ်တမဲ့မနေပဲနဲ့ဘာလှုပ်တဲ့လဲဆိုတာအများကြိုက်တဲ့အလုပ်တစ်ခုငါလုပ်မယ်ဆိုပြီးလှုပ်တာအဲ့ဒါအပမာဒလို့ခေါ်တယ်ပေါ့ကုသိုလ်ကောင်းမှုလှုပ်တာလေကိုယ့်အတွက်ကိုလှုပ်တာအယိုးယိုးပဲအေးသူများအတွက်ကောင်းတဲ့အလုပ်တွေကိုလှုပ်တယ်အဲ့ဒီလှုပ်တွေလှုပ်ရင်းကနေပြီးတော့သူတို့အဖွဲ့အစည်းကြီးနဲ့ရရွာတာယာရေးဥယျာဉ်နေဗိမာန်နေအများသူကအသုံးချတဲ့နေရာမှာပန်းခြံနေဖြစ်လာအောင်သူဟာတိဆောက်ခဲ့တယ်လူတွေမောပမန်းနေဘူးတဲ့လာလို့ရှိရင်လည်းအရိပ်ခိုလို့ရအောင်အဆောက်အဦတွေဆောက်လာတယ်ရေမိုးချိုးလို့ရအောင်ရေကနေတူးပေးလာတယ်သူတို့အဖွဲ့အစည်းကြီးကြီးထွားလာပြီးတော့ကုသိုလ်ကောင်းမှုတွေလုပ်တာအဲ့ဒီအလုပ်ကိုလုပ်တာအဲ့ဒီလုပ်တဲ့အခါသူမျက်စိလိုက်ပြီးလူခန္ဓာမဟုတ်ဘူးကိုယ့်ဘက်ကိုလိုအားနဲ့ကိုလှုပ်ကြတယ်တကယ်စေတနာနဲ့လှုပ်ကြတယ်အဲ့တကယ်စေတနာနဲ့လှုပ်တဲ့အထက်မှာသူတို့ဘာတွေထူးထူးခြားခြားရှိကြသလဲဆိုရင်သူတို့ဟာအမေဖေတွေကိုဂရုစိုက်ကြတယ်သူတို့ရဲ့ထူခြားတဲ့ကုသိုလ်ကောင်းမှုတွေကကိုယ့်အမေကိုယ့်အဖေကိုဂရုစိုက်တယ်ကလေးတွေနားလဲအောင်ပြောရမယ်ဆိုရင်အမေဖေကဘာဖြစ်လို့ဂရုစိုက်ရမှာဂရုစိုက်ရတာတော့လို့ဆိုရင်အမေဖေကကိုယ့်ကိုဗီဇာထုတ်ပေးတာလေလူဘဝရအောင် immigration ပဲအမေဖေကဗီဇာထုတ်မပေးဘဲနဲ့အမိုက်ပုံးနဲ့ထည့်လိုက်ဘယ်လိုလုပ်မလဲလူပဲဖြစ်ပါမယ်အဲ့လိုမဟုတ်ဘဲနဲ့ခုခေတ်လူမလာနဲ့တို့အိမ်ဆိုတားလွှတ်လိုက်ပြန်တော့လေသူလူဖြစ်ဖို့မှမရှိတာအခုခေတ် immigration ကဗီဇာထုတ်မပေးဘူးဆိုလာလို့မရတာလေကိုသွားခြင်းတဲ့နိုင်ငံမှာ immigration စီဗီဇာရှောက်ရတယ်လေဗီဇာတော့ရှောက်ပါတယ်ဗီဇာမပေးပြီးညင်းဆိုခြင်းခံရတယ် reject ထိသွားတယ်ဘယ်ရောက်မှာတော့မွားပြီးမှတော့မှပဲလူဘဝလာခြင်းပါတယ်ဆို reject ထိတဲ့လူဘယ်လောက်ရှိနေမှမသိပဲနော် reject တွေလုံးနေကြမှမသိဘူးတစိတ်ကြီးတွေရိုက်ပြီးတော့မလာနဲ့ဆိုပြီးတော့အဲ့ဒီကနေပြီးတော့ခိုးဝင်လာတဲ့အကောင်ဆိုမိုက်ပုံးနဲ့ပို့တယ်အဲ့လိုမျိုးတွေကိုဖြစ်လာတယ်နော်အဲ့ဒါကိုယ့်ကိုအမေဖေကခြေခြေနဲ့နဲ့ကြီးခေါ်ယူလိုက်လို့ကိုကလူပြေရောက်တာဒီခြေစုကဘယ်လိုလုပ်ဆက်နော်ကိုလူမဖြစ်ဘူးလေအဲ့ဒီခြေစုကိုမြတ်စွာဘုရားဟောတာဣမတလောကတဓာတိတာရောတဲ့ဒီလောကကြီးကိုပြတာတဲ့အမေဖေပဲလူလောကကိုလာခွင့်ပြုတာအမေဖေရဲ့ခြေစုဆိုပြီးတော့မကားတို့ဖွဲ့ကသဘောပေါက်ပြီးတော့အမေဖေကိုသိယူသိကြတယ်လေးစားကြတယ်ဒါသူတို့ရဲ့ကုသိုလ်ကောင်းမှုတွေမှာတတ်ပါနော်နောက်တစ်ခုကကိုယ့်ရဲ့အသက်အရွယ်ကြီးတဲ့ပုဂ္ဂိုလ်တွေကိုတလေးတစားဆက်ဆံကြတယ်နံပါတ်2ကနံပါတ်3ကသူတို့ဘယ်တော့မှတဦးနဲ့တူမတက်အောင်ဂုံချောတာမလုပ်ဘူးချွန်တွန်းမလုပ်ဘူးတဲ့နော်ဘယ်တော့မှဆဲတာဆိုတာရရင်ပြပြပြောတာမလုပ်ဘူးတဲ့ဘယ်တော့မှလိန်ညာပြောတာမလုပ်ဘူးတဲ့ဟော၅ခုရှိသွားပြီနော်၅ခုရှိသွားပြီဘယ်တော့မှလိန်ညာတာမလုပ်ဘူးတဲ့နောက်တစ်ခုကသူတို့ဘယ်တော့မှစိတ်မဆိုးဘူးတဲ့
ကိုဒေါသကိုထိန်းကြတယ်စိတ်မတူအောင်နေကြတယ်အဲ့ဒါလည်းဂုဏ်တစ်ခုပဲနော်ထစ်ကနေရှိဆိုဒေါသဖြစ်ထစ်ကနေရှိဆိုဒေါသဖြစ်အဲ့ဒါလိုမဖြစ်အောင်ဒေါသကိုထိန်းကြတယ်6ခုမြောက်9ခုမြောက်ကြတော့သူတို့ရှိတဲ့ပစ္စည်းရဲရောဘယ်သူပဲဖြစ်ဖြစ်အတိုင်းအတာတစ်ခုရငါသာစားမယ်ငါသာသုံးမယ်ဆိုစိတ်ဓာတ်မျိုးမရှိဘူးလာတူတူစားကြမယ်တူတူလုံးကြမယ်နော်နှမျောတာဝန်တိုးတာသူတို့မှမရှိဘူးအဲ့ဒါလိုနေကြထိုင်ကြတာအေးတူပူအမြနေကြတာအဲ့ဒါကိုစာကားလို့ခေါ်တယ်အဲ့တော့ဒီ9မျိုးကိုသူတို့ကမမေ့မလျော့ကြိုးစားပြီးတော့အားထုတ်ကြအဲ့ဒါဟာအပမာဒဆိုတဲ့တတိတရားကြောင့်ဒီဟာတွေလုံးတင်လုံးထိုက်တယ်ဆိုတဲ့အသိဝင်လာတယ်အသိဝင်လာပြီးတော့တကယ်လဲကြိုးစားအားထုတ်တယ်ဆိုဩအခြေခံအပြင်ပြောမှဆိုရင်တတိဝင်မှုကပထမစဉ်းစားဆင်ခြင်မှုကဒုတိယကြိုးပမ်းအားထုတ်မှုကတတိယဆိုတယ်ဒီအခြေအနေကောင်းတရားတွေကြောင့်ကောင်းတဲ့အလုပ်ရတွေကိုသူတို့လှုပ်လာကြတယ်လှုပ်လာသည့်အတွက်ကြောင့်အဲ့ဒီကောင်းတဲ့လုပ်ရက်တွေရဲ့အကျိုးအနေနဲ့ခံစားရတဲ့အခါတရားမင်းဖြစ်တယ်။ကြံတဲ့ပုဂ္ဂိုလ်တွေကလည်းတရားမင်းနဲ့ထပ်တူနှမင်းနေဖြစ်ကြတယ်။တစ်စက်ကသုတ်ထဲမှာတွေ့လိုက်မယ်။ဣသနာတို့ပဇာပတိတို့ဆိုတာတရားမင်းနဲ့တူတူသွားတယ်33ယောက်ရှိတယ်သူတို့။အလုံးဟာအဲ့ဒီဘဝရောက်သွားကြတာ။ဒါကိုဆိုလိုတယ်ပေါ့နော်။ဒါကြောင့်မို့အပမာဒမမေ့မလျော့ခြင်းဆိုတာအခြေအနေရပုံမှာအမှတ်တမဲ့မနေဘူးကိုဘာလို့သိနေဆိုတာစဉ်းစားတယ်စီးပွားရေးလုပ်ပြီးဆိုလို့ရှိရင်ဒီခေတ်ဒီအချိန်မှာဘယ်လိုစီးပွားရေးလုပ်ရမလဲဟောဒါလည်းပညာရပညာလည်းဘယ်လိုပညာမျိုးသင်ရမယ်ကိုဘဝမှာဆိုဥပမာကလေးတွေပညာသင်ပေးတာတောင်မှပဲအမှတ်တမဲ့နေလို့ရှိရင်လွဲမှားမှုတွေဖြစ်တယ်ဗမာပြည်မှာဘာတွေလွဲမှားနေတော့ကလေးပေါက်စလေးကို international ကျောင်းကိုပို့လိုက်တာမွေးပြီးမှစကားပြောတဲ့ခါရှိသေးတယ် ABCD ချက်ခိုင်းလိုက်တော့ဗမာစကားမတတ်တော့ဘူးအဲ့ဒါပြဿနာကြီးပဲအင်္ဂလိပ်စာမတတ်လို့ငါအင်္ဂလိပ်လူမျိုးမဟုတ်ဘူးအင်္ဂလိပ်စာမတတ်ဘာဖြစ်ဘူးသူကအင်္ဂလိပ်လိုတတ်လို့ရှိရင်အစစအရာကုန်ပြီးတယ်ထင်ပြီးတော့ဗမာပြည်ကတချို့မိသားစုတွေပေါ့ရှိတယ်မွေးကြတဲ့အင်္ဂလိပ်ကျောင်းပို့ပလိုက်တော့အဲ့ဒီကလေးကဘာဖြစ်လာတော့ဆိုဗမာစကားမတတ်တော့အောက်ကလေးအားဖြစ်ကုန်အဲ့ဒါတတိထားမှာအချက်ပဲဗမာဖြစ်လို့ရှိရင်ဗမာစကားတတ်ရမယ်ဗမာလိုပြောတတ်ရမယ်ဗမာရဲ့အကြောင်းအကုန်သိရဗမာစကားဗမာဖြစ်ပြီးဗမာမတတ်ဘူးဆိုတာဂုဏ်ယူစရာမဟုတ်ဘူးလေသူတို့လူမျိုးတွေလည်းသူတို့ဘာသာကိုယ့်ဘာသာစကားမှမတတ်တာဘုံဘုံတို့ငယ်တော့အင်္ဂလိပ်တယောက်နဲ့တွေ့အင်္ဂလိပ်လိုတတ်လားမင်းရောဗမာလိုတတ်လားလို့မေးဒါပဲလေကိုကငါမတတ်ဘူးမင်းရောဗမာလိုတတ်ကြလားဟောအဲ့ဒါဂုံငယ်စရာလည်းမရှိဘူးလေသို့တော့ဘာကြောင့်အင်္ဂလိပ်စာသင်ရတော့ဆိုအင်္ဂလိပ်ဘာသာနဲ့ရေးထားတဲ့ပညာရပ်တွေကိုသိချင်လို့သင်တယ်ဒါမှန်တယ်ဟောပညာရပ်ကိုသိချင်တာဘာသာစကားကိုသိချင်တာမဟုတ်ဘူးဘာသာစကားကတော့တာဖြစ်တယ်သို့တော့အင်္ဂလိပ်လိုတတ်လိုက်ရင်အကုန်ပြီးတယ်ထင်ပြီးတော့ international ကျောင်းထားဒီကလေးတွေကလော်လဲဖြစ်သွားဗမာလူတော့ပြောတတ်ဘူးတဲ့အင်္ဂလိပ်လို ABCD ပြောအဲ့ဒါလေးကိုပြုံးတဲ့နောက်ပိုင်းကျရင်ဒုက္ခရောက်မှာအမေရိကမှာဘုန်းကြီးတို့သွားတော့ကအမေရိကမှာမွေးတဲ့ကလေးတွေမိဘတွေဟာတချို့မိဘတွေညီးကြတယ်ကိုယ်ကလေးကဗမာတော့ဖြစ်ပါရဲ့ဗမာစကားမပြောတတ်ဘူးဗမာရဲ့ tradition လည်းမသိတော့ဘူးတခြားလူမျိုးရဲ့အသွင်သဏ္ဍာန်တွေပေါက်လာတော့ကိုယ်လည်းဘာမှမတတ်နိုင်တော့အဲ့လိုကြတော့ဆုံးရှုံးတယ်ဆိုတာညီးတွားတာဘုန်းကြီးတို့စီမှာလာညီးတာတွေတွေ့ဘူးတယ်ပေါ့အဲ့တော့ဗမာပြည်ထဲမှာနေတဲ့ဗမာမိသားစုတွေတတိထားဖို့ကကိုယ့်ဘာသာစကားကိုပထမဆုံးသင်ရမယ်ကိုယ့်ဘာသာကိုယ့်စာပေကိုပထမဆုံးသင်ရမယ်ပြီးပြီဆိုတဲ့အခါကျဘာဘာသာသင်ပေးရ
အရေးကြီးတဲ့ဘာသာသင်အရေးကြီးတာက subject matter နဲ့ language တွဲကွဲဖို့လိုတယ် subject matter ဆိုတာအဲ့ဒါလည်းအပမာဒပဲနော်တတိရှိတာကိုပြောတယ် subject matter ဆိုတာအကြောင်းအရာအခုဂျပန်တို့ကိုရီးယားတို့တရုတ်တို့ကြည့်နိုင်ငံခြားပညာရပ်တွေလာရင်တခါဂျပန်ကိုရီးယားဘာသာပြန်ပလိုက်တယ်အင်္ဂလိပ်လိုမသင်ဘူးသူတို့မသင်ဘူးသူတို့ဘာသာစကားနဲ့ပဲသင်အဲ့ဒီလိုဖြစ်ရမှာဗမာပြည်မှာအင်္ဂလိပ်စာတတ်ရင်အကုန်တတ်တယ်ထင်ပြီးတော့လုံနေကြလို့ရှိရင်အောက်ကလိအောက်ကလိဆိုတဲ့ဇလန်းတိုင်းဖြစ်သွားလိမ့်မယ်နော်ဗမာဆိုပြီးဗမာလည်းမတတ်ဘူးအဲ့ဒါမှပြဿနာအကြီးကျယ်တက်မှာအဲ့ဒါကြောင့်မို့အမြဲတမ်းစဉ်းစားရတယ်ဘာပဲလုပ်လို့အပမာဒနဲ့ပမာဒနိုင်ရှင်ပြီးတော့တိုးတက်ကြီးပွားလာတာလည်းအပမာဒနဲ့ပတ်သက်တယ်ဆုပ်ယုပ်ပြသွားရင်လည်းပဲမစဉ်းစားမိအမှတ်တမဲ့လုပ်ရင်အကုန်လုံးဆုပ်ယုပ်သွားနိုင်တယ်ဒါကြောင့်မို့တကယ်ကိုအပမာဒဆိုတဲ့တတိရှိတဲ့ပုဂ္ဂိုလ်တွေဟာစဉ်းစားဉာဏ်နေဖြစ်လာပြီးလုံလဝိရိယရှိနဲ့ကောင်းတာတွေလုပ်ပြီးရေရှည်ကျိုးရှိမဲ့အလုပ်ကိုလုပ်မယ်ဆိုရင်အထက်တန်းကိုရောက်လာမှာဖြစ်တယ်ရေရှည်အမျှော်မြင်တဲ့ကြိုးစားအထောက်အမယ်ဒါကြောင့်မို့မြတ်စွာဘုရားဓမ္မပဒဒေသနာတော်မှာတတိရှိနဲ့ကြိုးစားအထောက်ကြဖို့တတိကင်းမဲ့ပြီးအမှတ်တမဲ့ဘာတစ်ခုမှမလုံးမိဖို့မြတ်စွာဘုရားဆုံးမသွန်သင်ခြင်းဖြစ်တယ်တရားချက်ခင်သူတော်စင်ပြိဿအပေါင်းတို့မြတ်ဗုဒ္ဓရဲ့ဆုံးမတွေဟာလောကီမှာပဲဖြစ်စေလောကုတ္တရာမှာပဲဖြစ်စေအဝိဓမ္မတန်ဖိုးရှိတဲ့ဆုံးမတရားတော်တွေဖြစ်လို့တို့တွေဟာတို့လက်ထဲမှာမြတ်စွာဘုရားရဲ့ဆုံးမတရားတော်တွေတို့နိုင်ငံမှာအပြည့်အဝရှိနေတယ်ဒါတွေတို့သိရှိနားလည်အောင်လုပ်ပြီးဒီဆုံးမတွေနဲ့တို့တွေဟာလိုက်နာကျင့်သုံးပြီးဘဝတိုးတက်ရာစီးပွားရှာမယ်ဆိုရင်လည်းမြတ်စွာဘုရားရဲ့ဆုံးမနဲ့လူမှုရေးလုပ်မယ်ဆိုရင်လည်းမြတ်စွာဘုရားရဲ့ဆုံးမနဲ့စီးပွားရှာမယ်ဆိုရင်လည်းမြတ်စွာဘုရားရဲ့ဆုံးမနဲ့ပညာသင်မယ်ဆိုရင်လည်းဘုရားရဲ့ဆုံးမနဲ့တို့တွေကြိုးစားအထောက်ရင်လွဲမှားမှုမရှိပဲတကယ်အထက်တန်းရအောင်ကြီးပွားကြမှာဖြစ်တယ်လို့ကိုယ်စီသဘောပေါက်ပြီးမြတ်ဗုဒ္ဓရဲ့ဆုံးမနဲ့ညီကြိုးစားအထောက်နိုင်ကြပါစေကုန်သတည်း